Good morning ပါကျွန်တော်ချင်းတုံအိမ်ရှိမှာပန်းတွေပွက်နေပြီပေါ့နော်ပန်းတွေပွက်နေအောင်အိမ်ရှိမှာပန်းတွေပွက်နေဟောပြောင်းမယ်တရားကြတော့မြောက်ငူသေးမြောက်ငူပင်ဒီမှာပန်းတွေဒီမှာတော့ cherry ပင်တစ်ခုရှိတယ် cherry ပင်တစ်ခုရှိတယ်ပန်းတွေပဲဟိုဘက်မှာလည်းပန်းတွေ